တာဖာညောက်ကမြေရောက်ရထားအိမ်သားမအိပ်ပါတယ်တကားခောက်တန်လဲအဆက်မပြတ်ကြားနေရပြီးတော့သူလည်းမတက်နိုင်လို့သူ့ရဲ့သားလေးရဲ့နားကိုပဲအုပ်ထားရပါတယ်သူတို့ကိုကြည့်ရတာလောကရန်ရဲ့နှိမ့်ဆက်ခြင်းကိုခံရတဲ့ကျုပ်တို့လိုပါပဲတင်ဟာဘွားကိုစိတ်ကုန်လာပြီဆိုလို့ရှိရင်တော့ဒီပုံမြင်လေးကိုစုံအောင်ကြည့်လိုက်ပါတင်ရဲ့အတွေ့အကြုံကိုပြောင်းလဲသွားစေပါလိမ့်မယ်ပုံမြင်လေးကတော့80ရာစုကစီးပွားရေးခက်ခဲနေတဲ့အမေရိကန်နိုင်ငံမှာဖြစ်ပျက်ခဲ့တာပဲဖြစ်ပါတယ်အလုပ်ပြုတ်ပြီးတော့မှလမ်းမီးကိုရောက်သွားတဲ့လူတွေအများကြီးရှိပြီးကလေးဖေကစီးရုံသွန်ဆက်ပစ္စည်းတွေကိုရောင်းတဲ့အလုပ်လုပ်ပါတယ်သူကဆက်ကိုယူပြီးတော့လိုက်ပြီးတော့ရောင်းပါတယ်တလားမှာအနည်းဆုံးတစ်လုံးထက်မှသူတို့ရဲ့မိသားစုတစ်ခုလုံးအတွက်အဆင်ပြေမှာဖြစ်ပြီးစေးရုံရဲ့အနီးတစ်ပိုင်းမှာကားရရတာအဆင်မပြေတာကြောင့်သူ့ရဲ့ကားဟာအမြဲတမ်းပဲတန်ရိုက်ခံရပါတယ်သူကဒဏ်ကြီးကိုမပေးနိုင်လို့ကားသိမ်းခံရတာကိုဒီတိုင်းပဲရဲကြည့်နေရပါတယ်အရင်ကသူတို့အရန်ချမ်းသာခဲ့ပြီးတော့သူဟာပိုင်ဆိုင်မှုတွေအားလုံးကိုရှင်းပြီးတော့အဲ့ဒီစက်ပစ္စည်းတွေကိုဝယ်ယူခဲ့တာပါဒါပေမဲ့လည်းစိတ်ကူးနဲ့လက်တွေကထက်တူမကြခဲ့သလိုရွေးချယ်မှုမှားသွားခဲ့တဲ့အတွက်သူလည်းဒုက္ခရောက်ခဲ့ရပါတယ်သူရဲ့မိမကလည်းမိသားစုအတွက်အလုံးနှစ်ခုလုံးနေရပါတယ်သူတို့လင်မယားနှစ်ယောက်ခဏခဏရန်ဖြစ်လေးရှိပြီးဒါပေမဲ့လည်းကလေးတွေကတော့လက်မလျှော့ခဲ့ပါဘူးဒီတိုင်းပဲဆက်ကိုယူပြီးတော့ရောင်းဖို့အတွက်အခွင့်အရေးရှာနေပြီးဒီနေ့မှတော့သူဟာအကောင်သားကားပေါ်ကနေအမျိုးသားတစ်ယောက်ဆင်းလာတာကိုတွေ့ရပါတယ်အဲ့တော့သူဟာအဲ့ဒီအမျိုးသားကိုမိကုန်းတစ်ခုသွားပြီးမေးပါတယ်ခမရဘာလို့လုပ်တာလဲဘယ်လိုအလုပ်ဝင်ရမှာလဲအမျိုးသားလည်းပြန်ပြေးလိုက်ပါတယ်သူကစတော့ပွဲစားတစ်ယောက်ဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီလုပ်ငန်းဟာဘာအောင်လဲမလိုပါဘူးကဏ္ဍတွေကိုကြည့်တဲ့ပြီးတော့လူမှုဆက်ဆံရေးမှာတော်ရင်ရပါပြီကလေးလေးလည်းသူ့ရဲ့စကားကိုနားထောင်ပြီးတဲ့နောက်မှာဒီလမ်းပေါ်ကလူတိုင်းပြုံးနေတာကိုကြည့်ပြီးတော့မှလုပ်ငန်းခွင်တွေကိုဝင်ဖို့အတွက်စိတ်ကူးပေါ်လာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့မိမကတော့သူ့ကိုမထောက်ခံပါဘူးအိမ်မှာထမင်းစားဖို့တောင်ခက်ခဲနေတဲ့ကြားထဲမှာမဖြစ်တဲ့ကိစ္စတွေစိတ်ကူးယဉ်နေတယ်လို့မှတ်နေပါတယ်စင်းရဲ့လင်မယားတွေကဒီလိုပါပဲအဆဆအရာပတ်စံနဲ့ပတ်သက်တဲ့ပြဿနာတွေကပြင်းနေလို့နေတာပါအဲ့လိုခက်ခဲတဲ့ဘဝမှာဘသူကမှအရင်လိုအချင်းချင်းတိမခံနိုင်ကြသလိုဒီနေ့မှငွေရေးကြေးရေးကုမ္ပဏီဝန်ထမ်းခေါ်နေတာကိုတွေ့သွားလို့သူဟာဆက်ကိုလမ်းမေးကအဆိုတော်နာကိုခဏအပ်ထားလိုက်ပါတယ်သူကိုယ်တိုင်ကတော့အင်တာဗျူးသွားပြီးတော့ဖြေပါတယ်ဒါပေမဲ့သူအင်တာဗျူးဖြေနေတဲ့အချိန်မှာအဲ့ဒီမိမကဆက်ကိုယူပြီးတော့ထွက်ပြေးသွားပါတော့တယ်သူကမြေရောက်ရထားကြီးကိုလိုက်သွားပြီးတော့နောက်ဆုံးမှာအဲ့ဒီမိမထွက်သွားတာကိုဒီတိုင်းပဲကြည့်နေရပါတယ်ကန်ဆိုတဲ့ကလေးကဒီတိုင်းအိမ်ကိုပြန်ခဲ့ရပြီးသူ့ရဲ့ကလေးကဈေးသက်သာဆုံးမူကြုံမှာသွားပြီးတော့တက်နေရပါတယ်နေတိုင်းတနိုင်လောက်စောပြီးတော့ထားရတဲ့အတွက်ကလေးဟာမနေ့စာစားတော့မှအိပ်ပျော်သွားတတ်ပါတယ်ကလေးကလည်းဘဲတက်နိုင်ပါလေသူ့ရဲ့ငွေရေးကြေးရေးအခြေအနေကအခုလောလောဆယ်မှာတော့အဲ့ဒီမူကြိုပဲထားနိုင်တာပါအဲ့ဒီမှာကန်ကောင်းတာကတော့သူ့ရဲ့ဆက်ကိုခိုးသွားတဲ့အဆိုတော်ကိုပြန်ပြီးတော့တွေ့ပါတယ်သူကအဆိုတော်ကိုအပြစ်မပေးပါဘူးသူ့ရဲ့ပစ္စည်းကိုယူပြီးတော့ဒီတိုင်းထွက်သွားလိုက်ပါတယ်သူ့ရဲ့မိမကျတော့ဆက်ပြန်ရလာလဲမပြောတော့ပါဘူးအရန်ကမှစိတ်သက်တွေကြာနေပါပြီဘဝအတွက်မျောလင်းချက်တွေလည်းပျောက်ဆုံးသွားခဲ့ပြီးအဲ့ဒါဆိုရင်နေငါ့ကိုမယုံတော့ဘူးမို့လားတဲ့ကြိုက်တယ်လို့တွေငါကိမဆိုင်ဘူးအဲ့နောက်ပိုင်းမှာတော့သူဟာဆက်ကိုရောင်းနေပြင်စတော့ကုမ္ပဏီရဲ့အနီးနားမှာရှောက်သွားနေပါတော့တယ်ပြီးလို့ရှိရင်ကုမ္ပဏီရဲ့ဒရိုက်တာကိုသွားပြီးတော့ရှင်းနေပါတယ်ဒါပေမဲ့ဒရိုက်တာကသွားစရာရှိနေလို့လဲသူလည်းလမ်းကြုံလို့အတူတူသွားမယ်လို့လိန်ပြီးတော့ပြောပါတယ်ကျွန်တော်လည်းလိုက်မိဗျကားပေါ်ကိုတက်ကလေးကားပေါ်မှာသူ့ကိုအားရပါရမေးဆက်ပေးနေပါတယ်ဒါပေမဲ့လည်းဒရိုက်တာကသူ့ကိုအဖက်မလုပ်ပါဘူးလက်ထဲကဟာလေးကိုပဲစော်ကစားလို့နေပြီးတော့အဲ့ဒီခေတ်မှာခေတ်စားဆုံးအရာလေးပဲဖြစ်ပါတယ်သူ့ရဲ့စုံနီးကလည်းလူအများကိုအခက်တွေးစေတာဖြစ်ပြီးဒရိုက်တာကဒါကိုပဲစိတ်ဝင်စားနေတာကြောင့်ကလေးကလည်းအဲ့ဒီနေရာမရောက်ခင်မှာသူညီအောင်စော်ပေးနိုင်မလားဆိုပြီးတော့ပြောပါတယ်အစားတော့ဒရိုက်တာကသူ့ကိုမယုံပါဘူးဘေးကနေရွှဲနေပါတယ်ဒါပေမဲ့သူ့ရဲ့အပြုံးကတပြေးပြေးနဲ့ပျောက်ကွယ်လို့သွားခဲ့ပြီးကားဆရာတော်မှာအနောက်ကိုခိုးပြီးတော့ကြည့်နေပါတယ်ညီမကြီးကြည့်ချင်တာကြောင့်ကားရဲ့အရှိန်မှာခိုးလျှော့ပြီးတော့ပြေးချင်းမောင်းနေပါတယ်အကုန်လုံးညီသွားတဲ့အခါမှာတော့ဒရိုက်တာလည်းသူ့ရဲ့မျက်နှာကိုကောင်းကောင်းလေးကြည့်နေပါတယ်ကန်ဆိုတာကတော့ဒရိုက်တာကားပေါ်ကဆင်းသွားတဲ့အချိန်မှာပတ်စံမပေးခဲ့တာပါကလေးကခဏပြေရပြီးမဲ့သူဆင်းရဲနေတာကိုမပြောင်းလဲနိုင်သေးပါဘူးကားကတိုးလာတာနဲ့မျှသူလည်းကားပေါ်ကနေဆင်းပြီးအမြန်ထွက်ပြေးခဲ့ပါတယ်ပြင်းနဲ့တောင်းပန်စကားလေးလည်းပြောနေခဲ့ပြီးကားဆရာလည်းသူ့ကိုမြေရောက်ရထားစီကိုလိုက်သွားခဲ့ပါတယ်သူလည်းသွားကြမရှိတော့တာကြောင့်ရထားပေါ်ကိုတက်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့ဆက်ကအပြစ်မှာကြံခဲ့တာပါဒါတော့ကန်ကန်ရဲ့အကျိုးပဲဖြစ်ပါတယ်အခုချိန်မှာမိုးကြီးကျလာခဲ့ပြီးတော့သူကသူ့ရဲ့မိမကိုဖုန်းဆက်လိုက်ပါတယ်သူ့ရဲ့မိမကိုကလေးသွားကြဖို့မှားလိုက်ပြီးဒါပေမဲ့သူ့ရဲ့မိမကတော့ကလေးကိုခေါ်ပြီးတော့ထွက်သွားဖို့လုပ်နေပါတယ်စနေတာမဟုတ်မှန်းသိတာကြောင့်ပဲသူလည်းအိမ်ကိုအမြန်ပြန်လိုက်ပါတယ်ဒါပေမဲ့လည်းနောက်ကျနေပါပြီအိမ်ထဲမှာသူ့ရဲ့မိမနဲ့ကလေးအရေးတောင်မရှိတော့ပါဘူးသူ့တက်ကတော့ကဘာပြတ်သွားတာနဲ့တူတူဖြစ်ပြီးဒါပေမဲ့အခုချိန်မှာဒရိုက်တာကသူ့ကိုမနေ့ပြန်အင်တာဗျူးသွားပြဖို့ဖုန်းဆက်လာခဲ့ပါတယ်အဲဒီကိစ္စကတော့ဒီကလာတွင်းမှာသူ့အတွက်တခုတည်းသောသတင်းကောင်းပဲဖြစ်ပါတယ်သူလည်းအရန်ကိုစိတ်လှုပ်ရှားနေပြီးတော့သူ့ရဲ့မိမကိုသွားရှာပါတယ်အဲဒီအခွင့်အရေးကိုတုံးပြီးတော့ပြန်ပြီးစင်ပြေဖို့အတွက်ကြံနေပြီးဒါပေမဲ့သူ့ရဲ့မိမကတော့လက်မခံပါဘူးသူမိမရဲ့စိတ်ထဲမှာသူ့ရဲ့ကြာရှုံးမှုပေါ်စိတ်ပြတ်တာပဲကြံခဲ့တယ်လို့သူလည်းမတက်နိုင်တာကြောင့်ကလေးကိုပဲခိုးပြီးတော့ခေါ်သွားလိုက်ပါတယ်ဒါပေမဲ့ညဘက်မှာအင်ရှင်ကအင်္ဂါကကိုတောင်းပါတယ်ကလေးဖေကလည်းအချိန်နည်းနည်းပို့ပေးဖို့တောင်းဆိုပါတယ်သူကအိမ်နိုင်ငံကိုစေးတုပ်ပေးလို့ရတယ်လို့လည်းပြောပါတယ်ဒါပေမဲ့သူစေးတုပ်နေတဲ့အချိန်တော်မှာကန်ညမာကြီးကသူ့ကိုအနာမပေးပြန်ပါဘူးရဲတွေရောက်လာပြီးတော့သူအရင်ကဒဏ်ကြီးကိုမပေးခဲ့တာကြောင့်စီကံရဒီညမှာရဲစခန်းမှာနေရမှာဖြစ်ပါတယ်နောက်နေ့မနက်တော့ဘဏ်ကငွေတွေဖြတ်ပြီးတော့မှထွက်သွားနိုင်မယ်လို့ဖြစ်ပြီးကလေးဖေကလက်ခံနိုင်တဲ့အခြေအနေမှာမရှိပါဘူးဘာကြောင့်လဲဆိုတော့သူညဘက်မှာကလေးကိုသွားကြည့်ရအောင်မှဖြစ်ပါတယ်ပြီးလို့ရှိရင်မနေ့ပိုင်းမှာအရေးကြီးဆုံးအင်တာဗျူးကလည်းရှိနေပါသေးတယ်
ဒါပေမဲ့လည်းစီကံကတော့စီကံပါပဲကံကြမ္မာဟာမျက်နှာသာမပေးခဲ့ပြန်ပါဘူးသူလည်းမတက်နိုင်တာကြောင့်သူ့ရဲ့မိမကိုဖုန်းဆက်ပြီးတော့အကူအညီတောင်းပါတယ်ကလေးကိုကြိုပြီးတော့မှသူ့ကိုလာခဲ့ခိုင်းတာပါနောက်နေ့မနက်မှရဲစခန်းကနေလွတ်သွားတာနဲ့သူဟာအဝိစားကိုမလဲနိုင်ပဲကုမ္ပဏီဘက်ကိုပြေးခဲ့ပါတယ်ဒီနေရာမှာလူတွေအားလုံးကတည့်ရတဲ့ဝတ်စုံတွေဝတ်ထားကြပြီးသူတယောက်တည်းသာနိုင်ငံစီးတွေနဲ့တမှုထူးခြားလို့နေတာပါသူအင်တာဗျူးတဲ့အချိန်မှာသူ့ကိုအင်တာဗျူးပေးတဲ့လူတွေအားလုံးကမျက်နှာပြတ်သွားကြပြီးသူ့ကိုခေါ်လာတဲ့ဒရိုက်တာလည်းအဆက်ကွဲလို့သွားပါတယ်သူလာတဲ့တနန်းလုံးမှာဒီနေ့လိုဝတ်စားလာတဲ့အကြောင်းရင်းကိုစင်ကြီးမျိုးစုံစဉ်းစားခဲ့ပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့သူဟာအမှန်တရားကိုပဲပြောပြခဲ့ပြီးအင်တာဗျူးပေးတဲ့လူတွေကလည်းသူယူသားတာကိုကြည့်ပြီးတော့သဘောကျသွားပုံရပါတယ်ပြီးလို့ရှိရင်သူ့ကိုမေးခွန်းတစ်ခုမေးပါတယ်သူမရင်းနေတဲ့ပစ္စည်းတစ်ခုကိုဘယ်လိုသွားရောင်းရမှာလဲကလေးတွေကပြန်ပြီးတော့ပြောပါတယ်ခမ ्या မေးတဲ့မေးခွန်းကိုကျွန်တော်ကအဖြေမသိရင်ကျွန်တော်မသိဘူးလို့တဲဖြေလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဂရီပေးပါတယ်အဖြေကိုလို့ရှာမလဲဆိုတာကျွန်တော်သိပါတယ်အဖြေကိုလည်းရအောင်ရှာပေးလိမ့်မယ်ပြီးရင်မေးခွန်းနောက်တစ်ခုရောက်လာပါတယ်လူတယောက်ကချိန်ညီမွေပဲနဲ့အင်တာဗျူးလာပြီးမယ်ဆိုရင်နင်သူ့ကိုဘယ်လိုမြင်မလဲအဲ့ဒါဆိုသူ့ရဲ့ဘောင်မီကတန်မိုးရှိနေလိမ့်မယ်ကလေးတွေကဟာသားညာနဲ့မေးခွန်းကိုအမှတ်ပြအောင်ဖြေလိုက်ပါတယ်အင်တာဗျူးကအောင်မြင်သွားခဲ့ပြီဆိုပေမဲ့သူရဲ့အစမ်းလုပ်ကာလဖြစ်တဲ့6လမှာလာစားမရပါဘူးပြီးလို့ရှိရင်အစမ်းလုပ်တဲ့လူအယောက်20မှာတယောက်ပဲအောင်မြင်မှာဖြစ်ပါတယ်ကလေးတွေလည်းထပ်ပြီးတော့မှညှို့ညင်ခဲ့ပါတယ်သူ့လိုအင်္ဂါကတွေအခွန်တွေဆောင်ဖို့တော့မှခက်ခဲတဲ့လူတယောက်အတွက်ကတော့အဆင်မပြေလာပါဘူးအဲ့လိုအချိန်ဒီမှာသူ့ရဲ့မိမကသူ့ရဲ့နောက်ဆုံးတစ်ခေါက်တွေ့ပြီးတော့မှနယူးယောက်မှာအလုပ်သွားလုပ်မှာပဲဖြစ်ပါတယ်သူလည်းတားလို့မရမှန်းသိပါတယ်သူတို့နှစ်ယောက်လိုချင်တဲ့ဘဝတွေမတူကြပါဘူးတယောက်ကဘဝကိုတာမန်လူလိုဖြတ်တန်းခြင်းပြီးနောက်ထပ်တယောက်ကတော့အဲ့လိုအချိန်မျိုးနဲ့တင်မကျေနပ်ပါဘူးအိပ်ပျော်နေတဲ့ကလေးကိုကြည့်ပြီးတော့မှကလေးဘေကဒရိုက်တာကိုဖုန်းဆက်ပေးလိုက်ပါတယ်ဒါဘာမှမဖြစ်နိုင်ဘူးဆိုတာကိုအဖေအပါဝင်မဲတဲ့အိမ်မရှိနေသူတွေဒါဟာကာဝယ်ထားလိုက်ပါဘသူကမှလာထိခွင့်မပြုပါနဲ့ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့အချိန်အထက်လူကြီးကသူ့ကိုအမြဲတမ်းပစ္စည်းတွေယူခိုင်းတတ်ပါတယ်ကလေးဘေကတော့ညွှန်ညင်တာမျိုးမရှိပါဘူးဒီနေ့မှကောင်းတဲ့အခွင့်အရေးကိုရခဲ့ရင်လေကိုကိုတတိယလာမှာပါဆိုတဲ့စိတ်နဲ့အလုပ်လုပ်နေပါတယ်အဲ့လိုနေရက်တွေများစွာကြော်ဖြတ်ပြီးတဲ့နောက်မှာတင်လဲလုံနေရတဲ့ဒေးဘယ်ကိုတီးသွားပါလိမ့်မယ်ဒီနေ့မှတော့သူဟာပျောက်သွားတဲ့ဆက်ကိုပြန်တွေ့ခဲ့ပါတယ်ဒါပေမဲ့လမ်းကူးတဲ့အချိန်မှာကားတိုက်ခံလိုက်ရပါတယ်ဆက်လဲမြင်ကွင်းတွေကပျောက်ကွယ်သွားခဲ့တာပါသူဟာကိုယ့်ရဲ့အနာကိုဂူးမဆိုင်အားပင်နဲ့ပျောက်သွားတဲ့ဖက်နှက်ကိုပဲလိုက်ပြီးတော့ရှာနေပါတယ်သူဟာငိုးတို့ကြီးရှာနေပေမဲ့မတွေ့ခဲ့ပါဘူးနောက်ဆုံးတော့လေဖက်နှက်တစ်ဖက်နဲ့ပဲအလုပ်ကိုသွားပါတယ်သူများရဲ့အကြည့်ကိုရင်ဆိုင်ရတဲ့အချိန်မှာသူဟာဟာဒညံနဲ့ပြန်ပြီးတော့ပြေးရှင်းလိုက်ပါတယ်ဒါကြီးနေဖက်နှက်တစ်ဖက်ပျောက်နေတယ်ဟုတ်ပါနော်ကျေးဇူးပဲဗျကျေးဇူးပဲသူဟာအလုပ်အရန်ကြိုးစားပါတယ်အလုပ်အများကြီးလုပ်နေမှုတဲ့ရေတော့မတော့ရပါဘူးအိမ်သာသွားတဲ့အချိန်ကိုပါချွေးထားခြင်းလို့ဖြစ်ပါတယ်သူက6နှစ်အတွင်းမှာသူများ9နှစ်လောက်သုံးမှပြီးနိုင်တဲ့အလုပ်ကိုပြီးအောင်လုပ်ပါတယ်သူအဲ့လိုခက်ခဲတဲ့အချိန်တွေမှာစူးစမ်းစွာနဲ့ရှင်းသန်နေပါတယ်အလုပ်ပေါ်လည်းအရန်ကိုအားစိုက်ပါတယ်အချိန်2လကုန်သွားခဲ့ပေမဲ့သူ့ရဲ့ပန်းတိုင်းကအဝေးကြီးမှာပါဒါကြောင့်မို့လို့ပဲသူဟာနီလန်ပြောင်းလိုက်ပါတယ်ပုံမှန်အားဖြင့်ဖုန်းဆက်တဲ့အချိန်မှာအနည်းငယ်နဲ့အမြင့်ကိုဆက်ရတာဖြစ်ပြီးသူကျတော့အမြင့်ဆုံးလူကြီးကိုတခါတည်းဆက်ပေးလိုက်ပါတယ်သူရဲ့စူးစမ်းမှုအောက်မှာနောက်ဆုံးတော့လူကြီးတယောက်ကသူနဲ့တွေ့ဖို့တဲ့သဘောတူလိုက်ပြီးရင်သူကိုအချိန်မိနစ်20ပဲပေးပါတယ်ဒါပေမဲ့အောက်ထက်ကိုရောက်သွားတဲ့အချိန်မှာတော့သူ့ရဲ့အထက်လူကြီးကသူ့ကိုကားကိုရက်ခိုင်းလိုက်ပါတယ်ကန်တရားအရလူတယောက်ဟာအရင်အလုံးများနေတဲ့အချိန်ဆိုရင်ဘယ်သူမှမဆိုသူနဲ့စကားလာပြောတတ်ပါတယ်ကလေးဖေကအတက်နိုင်ဆုံးစူးစမ်းခဲ့ပေမဲ့နောက်ကျသွားခဲ့ပါတယ်ကန်ဆိုးချင်းတွေကတစ်ခုပြီးတစ်ခုဇက်တိုက်ကိုရောက်နေစေပါပဲသူ့အထက်လူကြီးရဲ့ကားဟာဒဏ်ကြီးကောက်ခံရပါတယ်အဲ့ဒီကိစ္စကြောင့်သူပို့ပြီးတော့ခက်ခဲသွားခဲ့ပါတယ်ဒါပေမဲ့လည်းသူကတော့လက်မလျှော့ပါဘူးနောက်နေ့မှာအစင်းမြင့်လူကြီးစီကိုသွားလေလိုက်ပါတယ်မနေ့ကကားနောက်ကျခဲ့လို့လာပြီးတော့တောင်းပန်တာပါလူကြီးကသူ့ကိုအပြစ်မပြောတဲ့ပြင်ဘလုံးပဲသွားကြည့်ဖို့ပါခေါ်သွားပါတယ်သူဟာကိုယ့်အတွက်အမြဲတမ်းအခွင့်အရေးဖန်တီးပေးနေတာဖြစ်ပြီးအခက်အခဲဆုံးအခြေအနေမှာလေကိုယ့်ရဲ့ယုံကြည်မှုရှိနေတဲ့စိုက်ကိုအမြဲတမ်းထုတ်ပြတတ်ပါတယ်သူကဒီနေ့မှာအထက်တန်းသားလူအများကြီးနဲ့တည်သွားခဲ့ပြီးဆိုလိုတာကတော့အနာဂတ်မှာသူ့ရဲ့အခွင့်အရေးပို့ပြီးတော့များလာမှာပါအရာအလုံးကကောင်းတဲ့ဘက်ကိုဦးတည်နေတဲ့ပုံပေါ်နေပြီးတော့သူစိတ်နေနဲ့ရှော့လို့ရပြီလို့ထင်တဲ့အချိန်မှာကန်ကြမာကြီးကသူ့ကိုထပ်ပြီးတော့ပလေးလိုက်ပြန်ပါတယ်သူ့ရဲ့ဘဏ်ကောင်ကအခွန်ငွေ$600အပြတ်ခံရပြီးအခုတော့သူ့ရဲ့ငွေကြေးပိုင်ဆိုင်မှုတွေကုန်သွားခဲ့ပါပြီသူလည်းနောက်လာမယ့်လတွေကိုဘယ်လိုဆက်ပြီးတော့ရှော့ရမှန်းမသိတော့ပါဘူးအခုချိန်မှာလမ်းမေးကအဖိုးကြီးတယောက်သူ့ရဲ့စက်ကင်ထားတာကိုတွေ့လိုက်ပါတယ်ဒါဟာသူ့ရဲ့နောက်ဆုံးကဲတင်ရှင်ပါပဲသူကပြန်ယူလာတဲ့ဆက်ကိုတုံနေပြီးတော့ပြီးလို့ရှိရင်ဆရာဝန်စီကိုသွားပြီးတော့ရောင်းပါတယ်ဆန်းသက်ကြည့်တဲ့အချိန်မှာဆက်ကအဲ့ဒါတက်နေပါပြီဆရာဝန်ကတော့ကောင်းကောင်းပြင်ပေးနိုင်ရင်ဝယ်မယ်ဆိုပြီးတော့ပြောလိုက်ပြီးအခက်အခဲတွေလည်းတစ်ခုပြီးတစ်ခုဇက်တိုက်ရောက်လာခဲ့ပါတယ်အိမ်ကမပေးနိုင်လို့သူဟာအိမ်မော်ကနေမောင်းထုတ်ခံလိုက်ရပြီးတပြားမှမကြံတော့တဲ့ကလေးဖေလေကလေးကိုခေါ်ပြီးတော့အပြင်ကိုရောက်သွားခဲ့ပါတယ်မြေရော်ရတာကသူတို့ရဲ့ရှေ့ကိုဖျက်သွားပြီးသူလည်းအရှိမလမ်းလျှောက်နေပြီးတော့ဘာလို့ရမှန်းမသိပါဘူးသူအခုချိန်မှာအမားလုံးမိပြီးတော့အပြစ်ပေးခံရမှာအရန်ကြောက်တဲ့ကလေးတယောက်နဲ့တူနေပါတယ်ကျန်တဲ့အေးဆက်လာတဲ့လေတွေတိုက်လာတာကိုသူတီးခံလို့ရပေမဲ့သူ့ရဲ့သားလေးခံစားရမှုကိုတော့အရန်ကြောက်နေတာပါဒါကြောင့်မလို့ပဲသူဟာလိန်ပြောလိုက်ပါတယ်အဲ့ဒီစကားအချင်းခီးသွားလို့ရတဲ့ဆက်ဖြစ်ပြီးတော့တစ်ချက်နှိမ့်လိုက်တာနဲ့ရှေ့ကိကိုပြန်ပြီးတော့ရောက်သွားမှဖြစ်ပါတယ်အခုအပြင်မှာအကုန်လုံးဂေါ်စီလာတွေပြစ်နေလို့သူတို့ခုထဲမှာသွားပြီးတော့ပုံထားမှဖြစ်မယ်ကလေးလေးကသူ့ရဲ့အဖေစကားကိုအရန်ကိုနားထောင်ပါတယ်သူတို့လည်းခုထဲကိုဝင်သွားလိုက်ပါတယ်သူကတင်းစာအဟောင်းနေနဲ့ခင်းပြီးတော့ကလေးလေးကိုတန်းတဲ့ဘက်မှာထားပါတယ်ဒီနေရာကတော့မြေရော်ရထားနဲ့တန်ဆင်ခံပဲဖြစ်ပြီးတော့မှအခုချိန်မှာဒ
တကားခောက်တန်မြည်လာလို့သူလည်းတကားကိုကြည့်ရင်နဲ့မျက်ရည်တွေကျလာခဲ့ပါတယ်ကလေးလေးကိုစိတ်မကြည်ခံအောင်ထားပြီးတော့သူကိုယ်တိုင်ကတော့ဘဝကံကြမ္မာရဲ့ရိုက်ခတ်မှုတွေအောက်မှာဒဏ်ရာတွေကလည်းများနေပါပြီလောကရန်ကမျက်နှာသာမပေးခဲ့ပေမဲ့လည်းသူကတော့ကလေးအတွက်ကြိုးစားနေတုန်းပဲဖြစ်ပါတယ်နောက်နေ့အလိုဆင်းတဲ့အချိန်မှာဖះเจ้าတစ်เจ้าမှာ free သွားနေလို့ရတဲ့သတင်းကိုကြားလိုက်ရပါတယ်ဒါကြောင့်သူလည်းကလေးကိုခေါ်ပြီးတော့မှစောစောစီးစီးသွားပြီးတော့တန်းစီပါတယ်ဒီညတော့သူတို့အိမ်သားမှာအိတ်ဆရာမလို့တော့ပါဘူးဒါပေမဲ့ဖះเจ้าကအချိန်မှန်မီးပိတ်တဲ့အတွက်သူညဘက်မှာအလုပ်ကြိုးစားလေးလာဖို့အတွက်အစီအစဉ်တွေပြတ်ခဲ့ရပါတယ်ဒါမဲ့လည်းသူ့ရဲ့ကြိုးစားမှုကအားပြတ်သွားမှာတော့မဟုတ်ပါဘူးနောက်နေ့မှာနင်ပါလို့မိန်းကလေးကိုအရင်ပေးမတက်တာလေဖဲစမ်းဘဲဘောအောင်တော့မစားနိုင်တဲ့ဂျားတွေကလူတိုင်းကိုအလျှော့ပေးရမှာကတော့ဟာသားတစ်ခုပါပဲဒီနေ့မှာတော့သူဟာတကားဘဝမှာကားငါးဖို့စောင့်နေတဲ့တတိနဲ့တူပါတယ်သူကကြံနေတဲ့ပတ်စံအားလုံးဖြစ်တဲ့$9ကိုသူ့ရဲ့တတိကိုပေးလိုက်ပါတယ်တာမန်လူတွေဆိုလို့ရှိရင်တော့$9ကဘာမှမဟုတ်ပါဘူးဒါပေမဲ့ကလေးဖေတွေကတော့သူ့ရဲ့ဘဝပါပဲညဘက်မှာသူကသူ့ရဲ့သားကိုပေးစာဝယ်ကျွေးပြီးတော့သူကတော့ဘာမှမစားပါဘူးသွေးကိုရောင်းပြီးတော့အသက်ရှင်နေရတဲ့အခြေအနေထိပါရောက်ခဲ့ပါတယ်သူဒီအိမ်ထဲမှာပြန်သွားခဲ့ပြီးတဟာယောက်ျားတစ်ယောက်ရဲ့နောက်ဆုံးမာနာပါပဲကလေးလေးကလည်းသူ့ဖေရဲ့ခဲခဲကိုတီးသွားခဲ့ပါတယ်အဖေဟာအကောင်းဆုံးဖေဖေပါပဲအဲဒီစကားဟာသူ့အတွက်တော့အားအနေဖြစ်စေခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့စက်ကလေးကလည်းပြင်းလို့ပြီးသွားခဲ့ပြီးအဲဒီအလင်းရောင်ဟာသူ့ရဲ့ဘဝကိုပါမိထုံးပေးလိုက်တာပါအဲဒီညမှာတော့ဖေဟာเจ้าမနားစရာမလိုတော့ပါဘူးသူတို့ဟိုတယ်ကိုရောက်လာခဲ့ပါတယ်တင်တာကိုရဲ့ဒုက္ခကိုပြန်ထမ်းနိုင်လို့ရှင်ဘဝတစ်တစ်ခုရလာပါလိမ့်မယ်သူကဘဝတစ်တစ်ခုကိုရခဲ့ပြီးဖြစ်ပြီးတော့မှသူ့လိုချင်တဲ့ပန်းနိုင်ကိုရောက်လာခဲ့ပါပြီဒါတွေအားလုံးဟာစူးစမ်းပန်းစားနဲ့လောက်ကန်လာတဲ့အတွက်ပဲဖြစ်ပါတယ်အဲဒီချုံမင်းနဲ့ဒီကိုခိုးဆွပြီးတော့သူအားကြဖို့တဲ့လူတွေရဲ့ကြားကိုရှောက်သွားတဲ့အချိန်မှာတော့အရန်ကိုဝမ်းသာနေပါတယ်သူကတားအောင်ဖတ်ပြီးတော့မှဝမ်းသာလုံးမျက်ရည်တွေကျနေပြီးသူ့သားရဲ့လက်ကလေးကိုဆွဲပြီးတော့ရှောက်သွားနေပါတယ်အခုချိန်မှာတကယ်ဆရာကြီးတယောက်ဖျက်လျှောက်သွားခဲ့တာဖြစ်ပြီးသူကတော့ပုံမြင်ရဲ့တကယ်ဇက်ကောင် Great Grandma ပဲဖြစ်ပါတယ်ဖြစ်ရမှန်ပုံမြင်လေးနဲ့ရိုက်ကူးထားတာဖြစ်ပြီးတော့မှဘဝကြီးဟာအစင်မပြေတဲ့အချိန်ချီလာခဲ့လို့ရှိရင်သူတို့ကိုတတိယလို့ရပါတယ်အစင်မပြေတာမျိုးတွေရှိနေပေမဲ့အစင်ပြေတာကိုလည်းမမေ့သွားပါနဲ့အားမရလို့ရှိရင်ထားပြီးတော့ပြောင်းလဲပြပါအရှိမချစ်တဲ့လူတွေရောကိုယ့်ရဲ့တောက်ပတဲ့အနာဂတ်တွေရောစောင့်ကြိုနေပါလိမ့်မယ်